ခွင့်ချိန်နိုင်ပြီးတဲ့ကြောင့်လို့မိသားစုကိုကျေးဇူးတင်လို့ရှေ့ဦးစွာဖျားတင်အထူးကျေးဇူးတင်တယ်ကျမကတော့ကျန်းစာကြောင့်လည်းမတက်ပါဘူးဘယ်လိုပြောမလဲတွင်တင်ထားတာလည်းမရှိပါဘူးဒါပေမဲ့ကျမတို့စိစိကြည့်တာတော့ကျန်းစာတစ်ခုပဲရှိတယ်ကျမသိတာကျမဖတ်တာကျန်းစာတစ်ခုပဲရှိတယ်ကျမရဲ့အရှိမဆရာဆရာကြီးလည်းမရှိဘူးကျမဆရာဆိုလို့ကျမဖေပြောက်ပဲရှိတယ်အဲ့တော့အကယ်လို့များကျမပြောမှဆိုမှတစ်ခုခုရှိတယ်ဆိုလို့ရှိရင်တိတ်တိတ်လေးတော့မကုတ်ပြောပါတော့ဘောတင်တော့အရှိမပြောနေဘူးနဲ့ရှက်တတ်တော့အဲ့တော့ကျမတို့ပြင်လို့ရှိရင်လက်ခံပါတယ်တိတ်တိတ်လေးကျမပြောမှဆိုမှရှိတယ်ဆိုရင်ပြင်ပေးပါလို့ကျမချစ်ဖို့ဆိုတာပြောပြရစီပြီးတော့ပထမဆုံးကျမတို့နှုတ်ပတ်တော်မှာခင်ကျမတက်ရှင်တော်မြင်ခဏလေးပြေပေါ်ရှင်ပါလေကောင်းကင်မြတ်ဆုံးနေမျိုးရဲ့တပ်ပြီးရောက်စီအောင်ရှိတော်မှာပါကျေးဇူးတော်ကိုချီးမွမ်းတယ်ပရိုရှင်ပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ဘလို့လက်ချုပ်ပြင်နေရွေးအနန္တနဲ့အဖဖျားခင်တက်ရှင်တော်မြင်တော့စင်တက်ကြော်လာအောင်ဆိုလို့ပါတမီပြောမဲ့နှုတ်ထွက်ရှာနှုတ်ထွက်စကားခုန်ချီစီတိုင်းအတွက်ဘလို့လက်ထဲအနန္တပါလေတုံတင်တော်ပါလမ်းပြတော်ပါဒီမှာရောက်ရှိနေတဲ့တပ်ပြီးတယောက်ချင်းစီတိုင်းအတွက်တို့ထိစရာဖြစ်စီတော်ပါအဖဖျားခင်ကိုရောနှုတ်ပတ်တော်စကားဟာနည်းနည်းတော့အရာဖြစ်တဲ့ကြောင့်လို့ဒီလိုအတွက်ရှင်းလင်းတော့ဘောကိုပရိုရှင်ပေးတဲ့နာတော့ပါအမှုရအချိန်လုံးကိုပရိုရှင်လက်ထက်အနန္တကမှာတပါလို့တာရရှုခရစ်နမကိုဒီကိုအလိုရတဲ့ဆောက်စက်ကအနန္တဆိုတော့မှာဟာအာမင်ဒီကျမဒီဆရာရမီတာဆုနဲ့စပြီးတော့ဆုံးတွေ့တဲ့ခါမှာပေါ့နော်ကျမခွန်အားရတာကပထမဦးဆုံးသူနဲ့စတွေ့တာနဲ့မိသားစုအမေရောအဖေရောကလေးနဲ့စတွေ့တာနဲ့သူတို့ပြောတဲ့စကားတော့တခြားဘာမှမပြောဘူးဖျားကောင်းမြတ်ခြင်းအကြောင်းပြောတယ်စုံလိုက်တိုင်းဖျားကောင်းမြတ်ခြင်းအကြောင်းပြောတယ်မနာတဲ့ဆရာဆိုရင်မနာတဲ့တခြားဘာမှမပြောဘူးဖျားကောင်းမြတ်တယ်ဟာကျေးဇူးတော်ရန်ဖျားတို့အသက်ကမှာဘလို့ကောင်းမြတ်တဲ့အကြောင်းဖျားအကြောင်းမသူ့မှာနှုတ်ထွက်စကားအထဲမှာမိသားစုတစ်ခုမှာသူတို့ရဲ့အထဲမှာဝိညာဉ်ဘလောက်ပြည့်စုံတယ်ဆိုလို့ရှိရင်နှုတ်ထွက်စကားတစ်ခုချင်းစီတိုင်းဘာပဲလုပ်ဘာပဲပြောအရာအလုံးကဖျားဘုံတော်ထင်ရှားစေဖို့အတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာကြည့်တဲ့အခါမှာကျွန်တော်ရန်ခွန်အားရတာပေါ့နော်လူတယောက်ကတာမန်ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တော့လူတယောက်ဆုံလိုက်တိုင်းဆုံတာနဲ့ဖျားလေးကောင်းမြတ်တဲ့အကြောင်းဖျားကြီးအဲ့လိုမျိုးတို့အဲ့လိုမျိုးပြောဖို့ဆိုတာအထဲမှာကို့မှာမပြည့်ထားဘူးဆိုလို့ရှိရင်ပြောဖို့ကကျွန်တော်အသက်တာမှာမလွယ်ဘူးဒါပေမဲ့ဆရာမတို့မိသားစုကဘလောက်အထဲမှာပြည့်တယ်ဆိုတာကျွန်တော်တို့ကိုမသိပေမဲ့ဘယ်နာလို့ညီရတယ်သိတော့အဲ့ဒါကြောင့်မို့ကျွန်တော်တို့အရန်ခွန်အားရတယ်ဆရာမတို့မိသားစုရှေ့ဆက်မှာပေါ့နော်ကျွန်မဘယ်လိုပြောမလဲမမဘူးဆိုလို့ရှိရင်ဆရာနဲ့ဆရာမတို့မိသားစုအားဖြင့်ကျွန်တော်တို့ဒီမှာရှိတဲ့ Green Forest Berry Bay မှာရှိတဲ့မယုံကြည်သူမိသားစုဖြစ်မလားဘယ်လိုပြောမလဲယုံကြည်တယ်လို့မယုံကြည်တယ်လို့ဖျားကြောင်းသွားလိုက်တခါတလေသွားလိုက်တခါတလေဘုန်းကြီးကြောင်းသွားလိုက်အဲ့ဒါတွေအများကြီးကျမတို့ဒီ community ထဲမှာရှိတယ်အဲ့ဒီ community အတွက်ဖျားသခင်ကအလုံးလုံးတော့မယ်လို့ကျမခံစားတယ်အဲ့ဒါကြောင့်လို့ဖျားသခင်သူ့ရဲ့နိုင်ငံတော်အတွက်အလုံးလုံးပါစေလို့လည်းကျမဆုတောင်းတယ်ဟုတ်ရင်တော့ဆိုကျမအမျိုးသားနဲ့ကျမခဏပြောတယ်အများကြီးကျမအပါဝင်ပေါ့နော်ကျမတို့ရဲ့ယုံကြည်တော်များများအသင်းတော်ရဲ့အမှုကိစ္စမှာကျမတို့အများကြီးအချိန်ပေးကြတယ်အချိန်ပေးနိုင်တယ်စူးစမ်းပြီးတော့လည်းအချိန်ပေးကြတယ်ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကပျောက်ဆုံးလို့ဝိညာဉ်တွေအတွက်ဒီဗုဒ္ဓဘာသာတွေအတွက်ကျမတို့အချိန်ပေးဖို့အရန်အားနည်းနေတယ်လို့ကျမခံရတယ်အဲ့ဒါသူနဲ့ခဏစကားပြောတော့ကျမတို့ကအမေရိကန်ရောက်တဲ့ခါမှာအလုပ်တွေအရန်များကြတယ်အလုပ်တစ်ဖက်မိသားစုကတစ်ဖက်ဟိုကတစ်ဖက်နဲ့အဲ့ဒါတွေနဲ့ကျမတို့ဘယ်လိုပြောမလဲပြေးပြီးတော့လေအချိန်စရာတွေအရန်ပြေးပြီးတော့အဲ့ပျောက်ဆုံးသောဝိညာဉ်တော့ကျမတို့အချိန်ပေးဖို့အရန်ခက်ခဲတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီအရာတွေကျမမလုံနိုင်သေးပေမဲ့တအားစိတ်ထဲမှာအရန်ဖြစ်ပေါ်တဲ့စိတ်ကတော့ရှိတယ်အဲ့ဒါကြောင့်ကျမတို့ဆုတောင်းတယ်ကိုစမီသူဆုတောင်းတယ်ခဏခင်ဒီလိုမျိုးဒီအရာတွေကျမတို့စိတ်ထဲမှာရှိတဲ့အရာတွေအတွက်ကိုတော့ဘလို့အစီအစဉ်ရှိတယ်လေကျမတို့ဆုတောင်းတယ်သူ့လက်ထက်ကိုအပ်တယ်ကိုတော့သမီးတို့သုံးမလားကိုတော့တယောက်ပို့ပေးမလားတခုခုတော့ကိုတော့ပြင်ဆင်မှဖြစ်မယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီ community ထဲမှာလူငယ်လေးတွေရောအများကြီးဆုံးရှုံးနေတဲ့လူငယ်တွေသူတို့ဘဝတက်တာမှာသူတို့ဆိုလို့ရှိရင်ဖျားခင်ကိုနစ်ချင်းခံပြီးပြီသူတို့တိတယ်နှုတ်ကပတ်တော်ကိုတိတယ်
ဒါပေမဲ့အတွင်းနှလုံးသားထဲမှာအမြင့်မတွေ့သေးတဲ့လူငယ်တွေအများကြီးရှိတယ်အဲ့လူငယ်တွေကသူတို့အတွင်းထဲမှာဖျားအမြင့်မတည်တဲ့ခါကျတော့စုံစမ်းချင်းလာတဲ့ခါမှာလွယ်လွယ်ကူကူပါသွားပြီးတော့ဆုံးရှုံးခြင်းတွေရောက်ကြတယ်အဲ့ဒါကြောင့်ကျွန်တော်တို့သူတို့ရဲ့အသက်တာကိုကြည့်တဲ့အခါမှာကျွန်တော်တို့အတွက်အရန်ဝမ်းနေတယ်ကိုလည်းကျူးစားပြီးတော့မလုပ်ပေးနိုင်ဘူးဒါပေမဲ့ဖျားကဘယ်လိုချန်စီရှိတယ်ကျွန်တော်မသိနိုင်တဲ့ကြောင့်တော့အရာအားလုံးဖျားတဲ့ထက်မှာပဲကျွန်တော်တို့အနံ့နေပေါ့နော်ဆရာကတော့ကျွန်တော်တို့ခဏခဏတက်တေခံမှုတော့ဆရာအုပ်ပြန်မှာတက်တေဘယ်လိုပြောမလဲအမှုတော်ဆောင်တယ်ဒါပေမဲ့ဖို့ရင်တော့ချို့လူပြောကြမှာပေါ့နော်ဆရာကိုယ်တိုင်လည်းတက်တေခံတယ်အရင်တော့အရန်ဆိုးတယ်ပြောင်းလဲလာပြီးတော့နောက်ပိုင်းမှာမှဆရာဘယ်လောက်ထိဖျားအသုံးပြုလဲဆိုတော့ကျွန်တော်တို့ကြားရတယ်ဒါပေမဲ့ကျွန်မတခုဘယ်လိုပြောလဲသင်ခန်းစာရတာပေါ့နော်ကျွန်တော်တို့ယုံကြည်သူအများစုမှာလေကိုယ့်ရဲ့အရင်ကဖြစ်ခဲ့တဲ့အပြစ်တွေကိုကြည့်ပြီးတော့ရှေ့ဆက်ကျွန်တော်တို့မတိုးနိုင်ဘူးအရင်ကဖြစ်ကိုလုပ်ခဲ့တဲ့အမှုရာတွေကိုကျွန်တော်တို့ကြည့်ပြီးတော့လေငါမကောင်းပါလားငါဘယ်လိုပြောလဲအဲ့အပြစ်တွေနဲ့ပဲကိုပြန်နောင်ဖွဲ့ပြီးတော့နောက်ဆုံးရင်းနဲ့ကျွန်တော်တို့အသက်တာအများကြီးဆုံးရှုံးတဲ့လူတွေအများကြီးပဲဒါပေမဲ့ဆရာတို့ကအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အနောက်ကျွန်တော်တို့ဒီမှာရှိတဲ့ယုံကြည်သူမမတယောက်ချင်းစီတိုင်းမှာကိုယ့်ရဲ့အနောက်ကိုပြန်ကြည့်တဲ့ခါကျလို့ရှိရင်ခွန်အားရလူတွေရှိတယ်တိတ်မရှိပါဘူးတဲ့ရှားအရန်ရှားမယ်လို့ကျွန်တော်တို့ထင်တယ်ဘာလို့ဆိုကိုယ့်အနောက်ကိုပြန်လက်ကြည့်တဲ့အခါမှာလေငါအရင်တော့ငါလွတ်ခဲ့တာဖះတဲ့ငါတော်ကြိုးစားခဲ့တာပဲငါမိသားစုကငါအရန်တော်တာပဲကိုယ့်အနောက်ပြန်လက်ကြည့်မယ်ဆိုလို့ရှိရင်ခွန်အားရတဲ့လူရှိမယ်လို့တိတ်တော့ကျွန်မမထင်ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအနောက်ကိုပြန်မလက်ကြည့်ပဲနဲ့ကျွန်တော်တို့ပြစ်စုံပန်းမှာအခုချိန်မှာကျွန်တော်တို့ဘာလုပ်နေတယ်လဲပြစ်စုံပန်းမှာကျွန်တော်တို့ဘယ်လိုအသက်ရှင်နေတယ်လဲဆိုတာကျွန်တော်တို့အရန်အရေးကြီးတယ်လို့เนาะကျွန်မအနည်းငယ်စာပြချင်တယ်ကျွန်မကျန်းစာတစ်ပိုက်တော့ဖတ်ကြည့်ချင်တယ်အဲ့ဒါကကောလောသဲဩဝါဒစာခန်းကြီးနှစ်အငယ်9နဲ့ခုနှစ်ထိပေါ့နော်အဲ့ဒါကကျတော့ရှင်ပေါလုကသူကအတင်းတော်ရေးပေးတဲ့စာပေါ့နော်အတင်းတော်ကိုသူခွန်အားပေးတဲ့စာငါသည်ကိုခန္ဓာအဖြစ်တင်းတို့နဲ့ကြွာ၍နေတော့လဲစိတ်ဝိညာဉ်အဖြစ်တင်းတို့နဲ့အတူရှိပြီးဖြစ်၍တင်းတို့သည်ပျောက်ပတ်စွာစီရင်ပြုပြင်တတ်ဒီကို၎င်းခရစ်တော်၌ခိုင်ခန့်သောယုံကြည်ဒီကို၎င်းမြင်လေဝမ်းမြောက်ခြင်းရှိ၏ထို့ကြောင့်တင်းတို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးဖြစ်၍ထိုသခင်၌စိုက်ပျိုးခြင်းဒီဆောက်ခြင်းရှိတဲ့နည်းဥပဒေကိုခံပြီးသည့်အတိုင်းယုံကြည်ခြင်း၌မြဲမြံစွာဆွဲလန်းတဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွယုံကြည်ခြင်းတိုးပွားပြည့်စုံတဲ့ထိုသခင်နဲ့ကျင်လည်ကြလော့ကျွန်မအဲ့ဒီဥစ္စာအရန်ခွန်အားရတာဘောနော်ဘယ်လိုပြောမလဲကျွန်မတို့အသက်တာမှာဖျားခင်ကကိုဖျားခင်ယုံကြည်ပြီးပြီဆိုလို့ရှိရင်ဘယ်လိုရှေ့ဆက်ပြီးတော့ယုံကြည်ခြင်းနဲ့အသက်ဆက်ရှင်သွားမလဲဘယ်လိုတိုးပွားသွားမလဲကျေးဇူးတော်ကိုကျွန်တော်တို့ဘယ်လိုချီးမွမ်းခြင်းနဲ့တူကယုံကြည်ခြင်းနဲ့တူကဘယ်လိုတိုးပွားသွားမလဲဆိုတာအသက်တာမှာပေါ့နော်အရန်ခွန်အားယူဖို့အရန်ရေးကြည့်တယ်အခုဆရာတို့ဒီအဓိကဒီကျမ်းချက်ကိုခွန်အားပေးရှင်တာတော့ဆရာတော့ရှေ့ဆက်မှာဒီကျွန်တော်တို့မြန်မာအစီအစဉ်ကျွန်တော်တို့စဖို့ရှိတယ်မြန်မာအစီအစဉ်မှာပြောလို့မရဘူးတယောက်တည်းပဲဖြစ်ချင်ဖြစ်နိုင်တယ်နှစ်ယောက်တည်းလည်းဖြစ်ချင်ဖြစ်နိုင်တယ်ကျွန်တော်တို့အမှုတော်ဆောင်တဲ့ကလူများဆိုတာလာဖို့အတွက်ကျွန်တော်အဲ့လိုမျိုးမမျော်လင့်ပြောလဲမျော်လင့်နိုင်မှဖြစ်နိုင်မှဖြစ်နိုင်ချင်တယောက်တည်းလည်းဖြစ်ချင်ဖြစ်နိုင်တယ်နှစ်ယောက်တည်းလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အောက်ခြေကနေစတော့တနေ့မှာလူဝိညာဉ်တယောက်တော့ပဲကျွန်တော်တို့ဘယ်လိုပြောလဲဖျားခင်စီပို့ပေးနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါအရန်ဝမ်းမြောက်စရာပဲပေါ့နော်ဝိညာဉ်တယောက်ကိုပဲကျွန်တော်တို့ဖျားခင်စီပို့ပေးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းကင်နိုင်ငံတော်မှာကျွန်တော်တို့စုတယ်လို့ပြောဆိုတာတယောက်ချင်းစီနဲ့တော့ကျွန်တော်တို့ရှိမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာအစီအစဉ်မကြခင်စတော့မယ်အဲ့ဒါကြောင့်လို့ဒီမှာရှိတဲ့ညီကောင်မတို့တယောက်ချင်းစီတိုင်းလည်းဝိုင်းပြီးဆုတောင်းပေးကြပါမြန်မာအစီအစဉ်အတွက်ဒီတခြားမယုံကြည်တော့သူတွေဗုဒ္ဓဘာသာတွေကျွန်တော်တို့တက်နိုင်တဲ့လောက်ပေါ့နော်အချိန်ရတဲ့လောက်အခုအလုပ်တစ်ဖက်လည်းရှိချင်းရှိမယ်ဒါပေမဲ့စူးစမ်းပြီးတော့အခုအချိန်ရတဲ့လောက်လူတယောက်ရဲ့အသက်တာပဲပြောင်းလဲခြင်းနဲ့ပြောင်းလဲဖြစ်မယ်အဲ့ဒါကြောင့်အများကြီးတော့ကျမတို့မျောလင့်ရဲသေးဘူးဒါပေမဲ့တယောက်နည်းနည်းချင်းစီပဲကျမတို့ဖြည်းဖြည်းချင်းစီပဲအခြေခံနေပဲကျမတို့စသွားပြီးတော့စူးစမ်းအကောင်းဆုံးစူးစမ်းသွားမယ်အဲ့ဒါကြောင့်မို့ဆရာတို့လည်းအနေငယ်ခွန်အားပေးရှင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆရာကကျမတို့အတွက်ဥဆောင်ပေးမဲ့လို့ဖြစ်တော့ကြောင့်လို့အာရုံလို့မရဘူးခွန်အားရမှာအာရုံလို့မရဘူးစိတ်တကြလို့မရဘူးသူတို့ကိုခွန်အားပေးတဲ့ခါမှာဆရာအမြဲတမ်းအစိုးဆုံးကြုံတဲ့ခါမှာလဲဖျားခင်က
ဘလို့ပြင်ဆင်ထားမလဲဆိုတော့ကျွန်တော်တို့ဘလို့ရှိလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးဒါပေမဲ့ကျွန်မစိတ်ထဲမှာခံစားရတာတော့အများကြီးရှိတယ်ပျောက်ဆုံးသောဝိညာဉ်တွေအများကြီးရှိတယ်ရိတ်သိမ်းစရာလူမရှိသေးဘူးအဲကြောင့်ရိတ်သိမ်းစရာလူကိုဖျားခင်အချိန်တန်ရင်ကျွန်တော်တို့ပို့ပေးမယ်ဆိုတော့ကျွန်မယုံကြည်တယ်အခုလည်းကျွန်တော်တို့စူးစမ်းပြီးအသက်ရှင်ကြမယ်စူးစမ်းပြီးလုပ်ဆောင်ကြမယ်လို့ကျွန်မတိုက်တွန်းချင်တယ်နောက်ပြီးတော့ကျွန်မဒီကျန်းစာနောက်တစ်ပိုက်ကျွန်မဖတ်ချင်တယ်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1ငယ်စနစ်စုံစမ်းနောက်ဆက်ခြင်းကိုတီးခံတော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှသခင်ဖျားကိုချစ်တော်သူတို့အားဂတိထားတော်မူသောတတ်တော်ဖူကိုရလိမ့်မည်စုံစမ်းနောက်ဆက်ခြင်းကိုတီးခံတော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားစစ်ကြောစုံစမ်းခြင်းကိုတီးခံပြီးမှဖျားကိုချစ်တော်သူတို့အားဂတိထားတော်မူသောတတ်တော်ဖူကိုရလိမ့်မည်ကျမတို့ဘယ်လိုပြောမလဲဖျားခင်ရဲ့အမှုတော်ကိုကျမတို့ဆောင်တဲ့အခါမှာစုံစမ်းနောက်ဆက်ခြင်းကြုံပါပဲစုံစမ်းနောက်ဆက်ခြင်းဆိုတာကျမတို့အရက်သေးစာတောက်စားဖို့စုံစမ်းနောက်ဆက်ခြင်းကိုကျမတို့ပြောတာမဟုတ်ဘူးတခြားမူရည်စေဝါတွေဖောက်ပြန်ဖို့တခြားဖောက်ပြန်တဲ့လူတွေရဲ့ဘယ်လိုပြောမလဲဆွဲလန်းတဲ့အရာလူတွေရဲ့အတ္တအကြောင်းဖြစ်လာမဲ့စုံစမ်းနောက်ဆက်ခြင်းကိုယ့်ရဲ့စိတ်ကြောင့်ဖြစ်လာတဲ့စုံစမ်းနောက်ဆက်ခြင်းကိုပြောတာမဟုတ်ဘူးကိုဖျားခင်ရဲ့နောက်လိုက်တဲ့အခါမှာကျမ်းမာချင်းရုပ်လာမလားမဟုတ်လို့ရှိရင်တခြားပေါ့နော်တခြားစုံစမ်းနောက်ဆက်ခြင်းတွေအများကြီးဝင်လာနိုင်တယ်ဒါပေမဲ့အဲ့စုံစမ်းနောက်ဆက်ခြင်းတွေကျမတို့ခံရပြီးမှဖျားခင်ကိုဘယ်လိုပြောလဲဖျားခင်ရဲ့အမှုတော်ကိုဆက်လက်ဆောင်ရွက်တဲ့လူဟာတကယ်ဖျားဘုန်းတော်ကိုထင်ရှားစေတော်သူဖြစ်တယ်နော်ကျမတို့ဖျားကိုတကယ်ချစ်တဲ့သူဖြစ်တယ်ဆိုတော့အဲ့ဒီမှာကျမတို့ကျမ်းစာမှာကျမတို့တွေ့ရတယ်နောက်ပြီးတော့ကျမဒီကျမ်းစာနောက်ထပ်တစ်ပိုက်ဒီဟေဘေးဩဝါဒစာခန်းကြီး7အငယ်တိကနေတိပေါ့နော်နောက်တစ်ခုကျွန်မပြောချင်တာကယုံကြည်ခြင်းအကြောင်းကျွန်မအနည်းငယ်ပြောချင်တယ်သမီးဒီနေ့ကတော့သမီးလေးကမွေးနေ့ဆိုပေမဲ့သမီးလေးမွေးနေ့မတိုင်ခင်ကျွန်မဒီအနည်းငယ်လေးအရှိကပြောပြီးတော့မှသမီးလေးအတွက်နည်းနည်းခွန်အားယူကြကျွန်မနည်းငယ်ပြောတော့မယ်ပေါ့နော်ဒီပါလေယုံကြည်ခြင်းအကြောင်းကျွန်မခဏလေးပြောချင်တယ်ဟေဘေဝါရစာခန်းကြီး7အငယ်တိကနေတိကိုအရင်ဖတ်ပြီးတော့မှဒုတိယဆက်မှာဆက်ဖတ်သွားမယ်ယုံကြည်ခြင်းသည်မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုမှိုက်၍ဆွဲလန်းခြင်းကြောင့်ဖြစ်၏ယုံကြည်ခြင်းသည်မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်မမြင်သေးသောအရာတို့ကိုတိမဆွဲလန်းခြင်းကြောင့်ဖြစ်အခုဒီမှာရှိတဲ့ကျမတို့ယုံကြည်သူမောင်မတွေကယုံကြည်ခြင်းကိုဘယ်လိုလက်ခံကြလဲအကုန်လုံးကတော့ငါဖျားခင်ကိုယုံကြည်တယ်ငါဖျားခင်ကိုလက်ခံတယ်ဖျားခင်ကယုံကြည်တယ်ပါဇက်ကပြောတာလွယ်ပေမဲ့တခါတလေကိုအခက်ခဲကြုံလာတဲ့အခါမှာတခါတလေဘယ်လိုပြောမလဲအသက်တာမှာမထင်မှတ်တဲ့အတိုင်းကြုံလာတဲ့အခါမှာယုံကြည်ခြင်းတွေကဘယ်ရောက်ကုန်လဲမသိတော့ဘူးစိုးရင်ပြီးတော့ကြောက်ကြပြီးတော့အသက်တာရန်ရဲကုန်လာမှာနော်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အတိကယုံကြည်ခြင်းဆိုတာကျွန်တော်တို့ဖျားတဲ့ခင်ကိုဘယ်လောက်သိတယ်လဲဖျားတဲ့ခင်ကိုကျွန်တော်တို့အတွင်းအနေဘယ်လောက်သိတယ်လဲဥပမာထားတော့ကျွန်မကိုဆမ်မျိုးကျွန်မသိတယ်တခြားလူတယောက်ကသူ့ကိုသိမသိတဲ့သူကကိုဆမ်မျိုးတာအပေါ်ရအနေနဲ့တော့သိရင်သိမယ်ဒါပေမဲ့သူ့ရဲ့အတွင်းသူဘာလုပ်လဲသူဘာကြိုက်လဲသူဘာဘယ်လိုပြောမလဲဒီအတွင်းဆက်ကိုမသိနိုင်ဘူးဒါပေမဲ့ကျွန်မကသူ့အတွင်းစိတ်သိတယ်အရာရာတဲ့သူဘာကြိုက်လဲသူဘာစားတတ်လဲအဲ့အကုန်လုံးသိတယ်အဲ့လိုပဲကျွန်တော်တက်တယ်မှာဖျားတခင်ကိုကျွန်တော်တို့သိပြီဆိုရင်ဒီဖျားတခင်ကဘာကြိုက်လဲဖျားတခင်ကတကယ်ရှိတာပဲကျွန်တော်တို့တကယ်ယုံကြည်တယ်ဆိုလို့ရှိရင်အဲ့ယုံကြည်တာကယုံကြည်ခြင်းကကျွန်တော်တို့မမြင်သေးတဲ့အရာတွေကိုလေဘယ်လိုပြောမလဲလက်ခံနိုင်တယ်ဥပမာဆရာမဆိုလို့ရှိရင်ကျွန်တော်တို့ဒီကင်ရအမျိုးကောင်းဘယ်လိုပဲမှာကျွန်တော်တို့ကတ်ရှိခိုးတယ်သူစုတောင်းတဲ့ခါမှာကျွန်တော်အရင်ခေါ်ရတယ်သူစုတောင်းတာကိုပြောတယ်ဟိုးရှေ့ဆက်ပြီးတော့မမြင်သေးတဲ့အရာကိုလေဂျိုပြီးချီးမွမ်းတယ်ဖျားတခင်ရှေ့ဆက်မှာနောက်နေမှာနှစ်ပေါ်မှာဖြစ်လာမယ့်အရာတွေဂျိုပြီးချီးမွမ်းတယ်ကျွန်တော်တို့ကအဲ့ဘယ်လိုပြောမလဲအခုလုံးလုံးဆက်ကိုဖြစ်ပြီးတဲ့အရာတွေကိုဖျားတခင်အရင်တော့လုပ်ပေးခဲ့တဲ့ကျေးဇူးတင်တယ်အရင်နောက်ဖြစ်လာမယ့်အတွက်ကျွန်တော်တို့ဆူတောင်းတယ်ကိုတောင်းတော့အများဖြစ်တော့တောင်းကြတယ်ဒါပေမဲ့ကြိုဖြစ်နောက်ဖြစ်လာမယ့်အတွက်အနာဂတ်အတွက်ကျေးဇူးတော်မချီးမွမ်းဖို့အတွက်အသက်တာမှာအတိတရားတိတ်ပြီးတော့နည်းသေးတာပေါ့နော်သူကဆရာမတို့မိသားစုကကိုမဖြစ်သေးတဲ့အရာမကြုံသေးတဲ့အရာတော့ကြိုပြီးချီးမွမ်းတာဒါမှတကယ်ယုံကြည်ခြင်းဖြစ်တယ်အဲကြောင့်မို့ဖျားတခင်ကျွန်တော်တို့ပြောတယ်ကိုမသိမမြင်သေးတဲ့အရာကိုတိမဲ့ယုံကြည်ခြင်းပေါ့လေခုနပြောသလိုယုံကြည်ခြင်းနဲ့မျောလင့်တော့အရာတို့ကိုမျက်မှောက်ပြုခြင်းမမြင်သေးတော့အရာတို့ကိုတိမဲ့ဆွဲလန်းခြင်းကြောင့်မမြင်သေးတဲ့အရာမမြင်သေးတဲ့ကောင်းကြီးကိုကြိုပြီးရေတွက်ချီးမွမ်းတာကျွန်တော်တို့ယုံကြည်ခြင်းဖြစ်တယ်ဥပမာထားတော့ဆရာဝိုင်းသူ
မနေ့ကကြောက်လို့ရှင်ဆရာဟိုဗလဲကျမတို့ဒီလိုပေးမယ်ဆိုတော့ကျမသိတယ်အကြောင်းဂျေစုတင်နေဆိုရင်ဟာသူမပေးပဲနေတော့မလားဟာသူကဂျူပြီးဂျေစုတင်နေဆိုပေးရတော့မှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့အသက်တာမှာလေဖျားခင်ကိုမလွတ်ခင်ကတည်းကကိုပေးမယ်ဆိုတော့ယုံကြည်ခြင်းကအေးကိုရဲ့ယုံကြည်ခြင်းကကိုပြည့်ဝစေတယ်အဲ့ဟာကိုပြည့်စုံစေတာပေါ့နော်နောက်ပြီးတော့ကျမတို့ဖျားခင်ကယုံကြည်ခြင်းအနေနဲ့ဘာတွေပြောသွားလဲဆိုလို့ရှင်ဒီဟိုမှာအေးခုနဒီစက်တင်မှာပဲအောက်မှာယုံကြည်ခြင်းမရှိရင်ဖျားခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖျားခင်အထံတော်ကိုချင်းကပ်တော်သူသည်ဖျားခင်ရှိတော်မူသည်ကို၎င်းကိုတော်ကိုရှာတော်သူကအကျိုးပေးတော်မူ၎င်းယုံကြည်ရမည်နော်အဲ့တစ်ချက်နောက်ပြီးတော့နောက်အောက်မှာပြောရတယ်နောအေးဒီမမြင်သေးတော့အမှုရာတို့ကိုပေါ်ပြတော့ဗျာလက်တော်ကိုခံရပြီးမှယုံကြည်ခြင်းအပြင်ကြောက်ရွံ့သောစိတ်ရှိ၍မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းကသင်မုန်းကိုတည်လေ၏နောက်ပြီးတော့အာဗြဟံရဲ့အသက်တာမှာလည်းအမွေခံရလက်တန်တော်ပြည်တို့ထွက်သွားမိအကြောင်းဖျားခင်ခေါ်တော်မူသောအခါသူဒီအဘယ်အရက်တို့သွားဒီကိုကိုယ်တိုင်မသိဘဲလျက်ယုံကြည်ခြင်းအပြင်နားထောင်ရထွက်သွားလေ၏ဒီကျမ်းစာမှာကျမတို့ကြည့်တဲ့အခါမှာလေဖျားခင်ရဲ့အမှုတော်ဆောင်တွေကဒီကျမ်းစာထဲမှာတကယ်နာမည်တွင်တဲ့လူတွေကသူတို့တွေကဖျားတော်မှာဘယ်လောက်ယုံကြည်လဲဆိုလို့ရှိရင်ဟိုမှာအာဗြဟံနော်နောက်ပြီးတော့အာဗြဟံကသူ့တားကိုပူဇော်တဲ့အခါမှာယုံကြည်တယ်ဖျားခင်ကသူ့ကိုတားအစ်ပြန်ပေးမယ်ဆိုတော့ယုံကြည်ကျမတို့ယုံကြည်ခြင်းကပါလဲကိုရမှမြင်မှတွေ့မှယုံကြည်မှာလားမဟုတ်ဘဲနဲ့အခုဒီမှာကျမ်းစာမှာကျမတို့တက်တည်ပြတယ်လို့မျိုးကိုမမြင်သေးတဲ့အရာကိုကြိုပြီးတော့ချီးမွမ်းပြီးတော့ယုံကြည်မှာလားအဲ့ဒါကျမတို့အရန်အရေးကြီးတယ်ကိုမမြင်သေးတဲ့အရာကိုကြိုပြီးတော့ချီးမွမ်းပြီးတော့ယုံကြည်တဲ့အသက်တာစပြီးတော့ကျမတို့တည်ဆောက်ဖို့အရန်ရေးကြီးတယ်ပေါ့နော်ဖျားခင်ကျမတို့နှုတ်ကပတ်တော်မှာဂတိပေါင်းများစွာတက်တည်ပေါင်းများစွာကျမတို့ပေးထားတယ်ဘယ်လိုအသက်ရှင်ရမလဲဖျားခင်ဒီကျမ်းစာမှာအကုန်လုံးဆိုလို့ရှိရင်သူပြောမယ်ဆိုလို့ရှိရင်ကျမတို့ယုံကြည်ခြင်းအကြောင်းပဲကျမတို့ပြောသွားတယ်နောက်ပြီးတော့နောက်တစ်ချက်ကကျမတို့ဘာပဲလုပ်ကျမတို့ယုံကြည်ခြင်းအပေါ်မှာပဲဖျားခင်အလုပ်လုပ်ထားတယ်လို့ကျမတွေ့ရတယ်ဥပမာသူကလူနာတွေကိုသူကိုယ့်ရဲ့အခါမှာတင်းရဲ့ယုံကြည်ခြင်းကြောင့်တင်ပြောက်တယ်လို့ပြောတယ်ငါရဲ့တကူကြောင့်ပြောက်တယ်လို့ပြောတယ်နော်နောက်ပြီးတော့ဒီမှာကျန်းစာမှာကျမတို့ရေးထားတယ်ထိုအခါသူတို့ဒီဟာရှမတဲ့ခွင့်ခန်းကြီးကိုအငယ်29မှာထိုအခါသူတို့မျက်စိတို့ကိုတင်တို့ယုံကြည်ခြင်းရှိတဲ့အတိုင်းတင်တို့၌ဖြစ်စေဟုမိန့်တော်မူရဲ့သူတို့ဒီမျက်စိပွင့်လင်းလေ၏တဲ့ဒီမှာတစ်ချက်နောက်တစ်ခုဒီသွေးတော်အနာဆွဲတဲ့အမျိုးသမီးအိုမိတ်ဒီရှမတဲ့ခွင့်မှာပဲအခန်းကြီး15အငယ်28မှာအိုမိတ်မှာတင်ဒီယုံကြည်ခြင်းအားကြီးပြီးတင့်အလိုရှိတဲ့အတိုင်းတင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုအချိန်မှစရထိုမိတ်မ၏သမီးသည်ကျမ်းမာပဂတိဖြစ်လေ၏ကျမ်းစာမှာကျမတို့ယုံကြည်ခြင်းကြောင့်ပဲကျမတို့အောင်မြင်ခြင်းခွင့်ရတယ်ယုံကြည်ခြင်းကြောင့်ပဲကျမတို့အရာတိုင်းကိုကျမတို့ဖျက်ချော်နိုင်တယ်အဲ့ဒါကြောင့်ကျမတို့အသက်တာမှာကိုမမြင်သေးတဲ့အရာကိုမဖြစ်လာသေးတဲ့အရာတွေကိုလည်းကျမတို့ကြိုပြီးတော့ရေတွက်ချီးမွမ်းခြင်းအပြင်အသက်တာမှာခွန်အားယူကြရအောင်နောက်ပြီးတော့ကျမတို့ခုကျမ်းစာတစ်ခုနောက်ခုကျမပြောချင်တာယုံကြည်ခြင်းကကျမတို့ဖြောင့်မတ်ခြင်းကဲ့သို့ဖျားခင်ကမဲ့ယူရဲဆိုတာအဲ့ဒါအဓိကအချက်ပေါ့နော်ကျမအသက်တာမှာအများဖြစ်ပေါ့နော်ကျမတို့အသက်တာမှာကိုဖြောင့်မတ်ပြီလားလို့မေးလို့ရှိရင်မဖြောင့်မတ်ဘူးလို့ကျမတို့ပြောမှာပါဒါပေမဲ့ဖျားခင်ကကျမတို့ကိုဖြောင့်မတ်ပြီလို့သတ်မှတ်ပြီးသွားပြီအခုချိန်မှာကျမတို့ဖြောင့်မတ်ပြီလားဖြောင့်မတ်ပြီအာမင်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဖျားခင်ကိုယုံကြည်တဲ့သူကကိုဖြောင့်မတ်ပြီးလက်ခံသွားပြီဘာဖြစ်လို့ဆိုလို့ရှိရင်ကျမတို့ကတခင်ယေရှုသွားတဲ့လူမှာကျမတို့ပေးခဲ့တဲ့သူ့ရဲ့အသက်သွေးချွေးရဘာအတွက်လဲကိုဖြောင့်မတ်ပြီးတော့မယုံသေးဘူးကိုအပြစ်သားပါလို့နေ့တိုင်းကိုခံယူနေသေးတယ်ဆိုလို့ရှိရင်တော့ကားတိုင်းမှာသူပေးဆက်ခဲ့တဲ့အရာအလကားပဲကျမတို့တတ်မဟုတ်ဘူးအဲ့ဆိုလို့ရှိရင်ဆရာမအတွက်လားဆရာအတွက်ပဲလားကျမအတွက်မဟုတ်ဘူးလားကျမတို့အပြစ်သားပဲအပြစ်သားပဲအမြဲတမ်းအပြစ်သားပဲလို့ကြွေးကြော်နေတဲ့နေတွေရတော့ကျမတို့ဖြောင့်မတ်ခြင်းမရောက်နိုင်တော့ဖျားခင်ကျမရဲ့ကျမအတွက်ကားတော့မှာအသေးခံပေးတာလည်းအလကားပဲကျမအတွက်မဟုတ်တော့အဲ့ဆိုလို့ရှိရင်ကျမတို့
နှစ်ချင်းခံတဲ့လူတွေဒီဘယ်လိုပြောမလဲဘယ်လိုပြောမလဲဒီပွဲတော်စားတဲ့လူတွေဖျားခင်အသွေးတော်ကိုတောက်တဲ့လူတွေကျမတို့နှုတ်ကနေကိုအပြစ်သားပါလို့ခံယူလို့ရှိရင်ပွဲတော်မစားနဲ့တော့အသွေးမတောက်နဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကျမတို့လူမြောက်ရှင်မရသေးဘူးလေကျမတို့ကဖျားခင်ကကျမတို့လုတ်ပိတ်ခဲ့ပြီဆိုတော့ကျမတို့မယုံသေးဘူးလက်မခံသေးဘူးအဲ့ဒါကြောင့်ကိုအပြစ်သားလို့ပဲခံယူတယ်ဒါပေမဲ့တချို့တွေကတော့မင်းမယ်โอเคဆိုလို့အဲ့ဒါဆိုလို့ရှိရင်တော့အပြစ်ဆက်လုပ်နေရောဘယ်လိုလဲအဲ့ဒါဆိုရင်ကိုယ့်တဘောပဲလေရွေးချယ်ပေါ့ကိုဖျားမကြောက်ဘူးဆိုရင်တော့ဆက်လုပ်ဖျားတဲ့နေနဲ့ရှင်ဒါပေမဲ့ဖျားခင်ကကျမတို့ပေးပြီးသွားပြီကျမတို့ပေးဆက်ပြီးသွားပြီတင်းရဲ့အပြစ်တွေအားလုံးရွေးချယ်ပြီးသွားပြီကားတယ်မှာပေးခဲ့ပြီးသွားပြီအဲ့ဒါကိုယုံကြည်လက်ခံလို့ရှိရင်ကျမတို့တက်ကဖြောင့်မတ်ခြင်းကိုရောက်ပြီဆိုတော့ကျမရဲကြီးကျမအမခံရဲအဲ့လိုဆိုကျန်းစာမှာကျမတို့ကိုတက်သေးပေးထားတယ်နော်နောက်ပြီးတော့ကျမတို့နှစ်တိုင်း Christmas လုပ်တယ် Thanksgiving လုပ်တယ် Black Friday လုပ်တယ်ဒါပေမဲ့ကျမတို့ရဲ့အသွေးထဲမှာကျမတို့ရဲ့အသက်တာမှာမစင်ချင်ဘူးပွဲတော်လိုပဲဟိုနှစ်တိုင်းကျမတို့လုပ်နေတဲ့ Christmas ပွဲတော်ဖျားခင်ရမွေးနေ့ဒါပေမဲ့အသွေးနှလုံးသားထဲမှာဖျားခင်မွေးဖွားလာတာပါအတွက်လေဖျားခင်ကျမတို့တည်သွားတာပါအတွက်လေကိုယ့်အတွက်ရွေးချယ်ပေးပြီးတော့ဆိုတော့မလွတ်ကျွတ်သေးဘူးဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဘူဖေးမှာထားတော့ကိုတနေ့ဆရာပြောဆရာဘူဖေးတော့စားတယ်ဟုတ်လားဆရာဘူဖေးတော့စားတော့ဘယ်သူပေးလဲပတ်စံအားပေးတယ်အားပြဘူဖေးကတော့ဆရာတော့ပေးပြီးသွားပြီဆိုတော့ဆရာရတယ်ကိစ္စမရှိဘူးအားပေးနေပေးလဲနေအနေပေးကိစ္စမရှိဘူးနေအနေပေးငါစားတဲ့ဟာတော့ငါပေးမယ်ငါပဲပေးမယ်အဲ့လိုပြောဆိုရမလားရတယ်လေပေးပေါ့နေအနေပေးလို့ရတယ်နှခါပေးပေါ့ကိုစားတဲ့ဟိုမှာသူများပေးပြီးပါပြီဆိုတော့မလက်မခံမနဲ့ကိုကထပ်ပေးရှင်နေဆိုရင်ရတယ်အဲ့လိုမျိုးပဲဖျားခင်ကျမတို့ကိုပေးပြီးသွားပြီလို့ကျမတို့စံစာထဲမှာဂတိပေးထားတယ်တက်တည်ပေးထားတယ်သူပေးဆက်သွားပြီးသွားပြီဒါပေမဲ့ကျမတို့တယောက်ချင်းစီတိုင်းကိုလက်ခံမှကိုရမယ်ကိုမလက်ခံဘူးဆိုလို့ရှိရင်โอเคအိုးကျေးဇူးများတင်တယ်ကိုကအားပြီးကျေးဇူးကျေးဇူးတင်တယ်နေငါပေးတတ်တဲ့ကျေးဇူးတင်တာအယောင်ဝတ်တာလေစားဟိုဘယ်လိုပြောမလဲကြက်တလောက်စားဝအောင်စားဖို့ကိုဝမ်းမြောက်ဝမ်းသာနဲ့လက်ခံသွားမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အောင်မြင်သွားပြီဒါဟုတ်တယ်မလားဒါပေးဆက်သွားပြီသူတော့ပေးသွားပြီလေပြီးပြီအဲ့လိုပဲကျွန်တော်တို့တက်တာမှာလည်းဖျားခင်ကကျွန်တော်တို့ပေးပြီးသွားပြီဆိုရင်ဝမ်းမြောက်ဝမ်းသာနဲ့ငါလွတ်ကျွတ်ပြီငါဖြောက်မှတ်ပြီအဲ့လိုအသက်တာမှာကြွေးကြော်ခြင်းအပြင်ဖျားခင်ကကျွန်တော်တို့အသက်တာမှာတရက်ထက်တရက်ပို့ပြီးတော့ဖြောက်မှတ်ခြင်းအသက်တာကိုပို့ဆောင်ပေးသွားနိုင်တယ်တရက်ထက်တရက်ပို့ပြီးတော့သူနဲ့တိုးဝင်နိုင်အောင်ကျွန်တော်တို့ဆွဲခေါ်သွားနိုင်တဲ့ဖျားဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့နှုတ်ရဲ့အသီးကကျွန်တော်တို့ကိုပြောတဲ့အတိုင်းကိုခံစားရမယ်ဆိုတော့ကျွန်တော်တို့ဒီကျမ်းစာမှာအတိနဲ့ကျွန်တော်တို့ကိုဂတိတော်ပေးထားတယ်အဲ့ဒါဆိုလို့ရှိရင်နောက်ပြီးတော့ဒီကျမ်းစာချက်နောက်ပြီးတော့ကျွန်မသမီးလေးအတွက်နည်းနည်းခွန်အားပေးချင်တယ်နော်ဒီရှမတ်တဲ့ခရစ်ဝင်အခန်းကြီးခုနှစ်အငယ်33မှာဖျားခင်နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာကြလော့နောက်မှထိုရာကိုထပ်၍ပေးတော်မူလက်တံဖျားခင်နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာကြလော့နောက်မှထိုရာကိုပေးတော်မူလက်တံကျမသမီးလေးတို့နည်းငယ်ခွန်အားပေးချင်တာကသမီးလေးတို့ရောဒီမှာရှိတဲ့လူငယ်လေးတွေအတွက်ရောကျမနည်းငယ်ခွန်အားပေးချင်တာဖြောင့်မတ်ခြင်းတရားကိုဖျားခင်ရဲ့အမှုအရာဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာဖျားခင်နိုင်ငံတော်ရောရှေ့ဦးစွာရှာကြနောက်မှထိုရာကိုပေးတော်မူမယ်လို့ဖျားခင်တတိပေးတာနောက်မှထိုရာဆိုတာဘာတွေလဲငွေရေးကြေးရေးလားအဝတ်အစားလားအပေါင်းအသင်းလားကြော်ကြားမှုလားအောင်မြင်မှုလားဘဝကျင်ပေါ်လားဒါပေမဲ့သူမျိုးဒီကျမတို့လည်းငယ်ရနေကြီးလာတာပဲငယ်တော့ဆိုလို့ရှိရင်သူများတွေရီးစားပြောလို့ရှိရင်ဒီတယောက်တော့တော်လေးချောတာပဲသူကတော့ဘယ်လိုပြောမလဲသူများတွေအရန်ကြိုက်တာသူကတော့အရန်ချောတာဟုတ်ဒီတယောက်တော့စာရန်တော်တာဟုတ်အဲ့လိုကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလေကိုမြင်ရတဲ့အရာတွေကကိုဘယ်လိုပြောမလဲမာတော်လမ်းကိုလွဲချော်သွားစေတယ်ဖျားခင်ရဲ့နိုင်ငံတော်နဲ့ရှေ့ဦးဆိုတာရှာလို့ရှိရင်အဲ့ကောင်းတဲ့အရာတွေမလွဲစေတာတိတ်တယ်လားကောင်းတဲ့အရာဆိုကျမတို့ဖျားခင်ရဲ့နိုင်ငံတော်အရင်မရှာဘဲနဲ့โอเคငွေကြီးအရင်ရှာမလားမို့လို့ရှင်လဲအဝတ်စားလားသမီးစားလားကိုယ့်ရဲ့ကြော်ကြားမှုလားအောင်မြင်မှုလားအဲ့ဒါတွေကိုကျမတို့အရင်ရှာမယ်ဆိုလို့ရှင်လေ
ကောင်းတဲ့အရာတွေကကျွန်တော်တို့နဲ့လွတ်သွားမယ်အသက်တာမှာလွဲချော်သွားတယ်အဲဒါကြောင့်လို့ကိုကတက်ဖျားနဲ့သွားမယ်ဆိုလို့ရှိရင်ဖျားခင်ရဲ့ကောင်းမြတ်ခြင်းအလုံးစုံငွေကြေးဆိုတဲ့သူများတဲ့ချမ်းသာတဲ့လူစိတ်နှလုံးဝိညာဉ်ရမှာဆိုတဲ့တကယ်အောင်မြင်တဲ့လူဘယ်လိုပြောလဲကျမ်းမာရေးရမှာလဲတကယ်ကျမ်းမာတဲ့လူဘယ်လိုပြောလဲပြီးတော့ကိုယ့်ရဲ့ဘဝ80လောက်ပြည့်ငယ်သေးတယ်ဆိုတော့ကိုယ့်ရဲ့အနာဂတ်မှာဘဝကျင်ပေါ်ဆိုရှိလာမယ်အေးကိုဘဝကျင်ပေါ်လဲကိုအကောင်းဆုံးဖျားခင်ပြင်ဆင်ပေးတဲ့လူကိုရပိုင်ပေးကြမှာဒါမှမဟုတ်ပဲနဲ့ကိုအလိုကိုလိုက်ပြီးတော့စောစောစီးသူများဘယ်လိုပြောလဲသူများဟိုအားကြပြီးတော့ဟိုကိုငယ်ရတဲ့အချိန်မှာလေကိုဘယ်လိုပြောလဲကောင်းကန်းမဆုံးဖြတ်နိုင်သေးဘူးအမားနဲ့အမေကိုဝေခွဲပြီးတော့ကောင်းမဆုံးဖြတ်နိုင်တဲ့အချိန်မှာမိုင်းရွေးတဲ့အရာကိုကအရင်ဆုံးလက်ခံလိုက်မယ်ဆိုလို့ရှိရင်ကိုအသက်တာမှာဖျားပေးတဲ့ကောင်းကြီးတွေကဖျားကိုပြင်ဆင်ထားတဲ့အရာတွေကလွဲချော်ပြီးတော့ကိုရွေးတဲ့လမ်းနဲ့ပဲပြောနေစာရန်ပေးတဲ့တဘူပဲကိုထမ်းရတယ်လို့ဖြစ်ပြီးတော့လေးတော့ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်ထမ်းသွားရနိုင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာဖျားခင်ကိုနံပါတ်1အမြဲတမ်းထားပြီးတော့သူ့ရဲ့ဖြောင့်မတ်ခြင်းသူ့ရဲ့နှုတ်ကပတ်တော်အသက်တာမှာ1နေရာမှာထားမယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာအလုံးစုံသမီးရဲ့အသက်တာမှာတာရရဲ့အသက်တာမှာပြည့်စုံမယ်ကြွယ်ဝလာမယ်ဆိုတော့ကျွန်မခွန်အားပေးခြင်းနဲ့နော်နောက်ပြီးတော့ဒီနောက်ပြီးတော့ဒီအသက်တာမှာကိုကြုံတွေ့ရတဲ့အမှုရာတစ်ခုချင်းစီတိုင်းမှာပေါ့နော်ဖျားကိုယ့်ရဲ့အသက်တာမှာအကျဉ်းစီရှိတယ်ဆိုတော့အများတန်းအမှတ်ထားပါသူများဥမာထားတော့သူများကိုတမိကြီးလာတဲ့ခါတားတော့ကြီးလာတဲ့ခါမှာသူများချမ်းသာလို့သူများကြော်ကြားလို့နာမည်ကြီးလို့အဲ့ဒါတွေမြင်တဲ့ခါမှာစိတ်တမကြနဲ့ဘာဖြစ်လို့ဆိုဖျားတဲ့တယောက်ချင်းစီတိုင်းကိုပေးထားတဲ့ talent မတူဘူးတယောက်ချင်းစီတိုင်းကိုထည့်ပေးထားတဲ့ကောင်းခြင်းမင်္ဂလာမတူဘူးသူ့ကိုပေးထားတဲ့ကောင်းခြင်းမင်္ဂလာကိုကိုပေးထားတဲ့ကောင်းခြင်းမင်္ဂလာမတူတဲ့အတွက်ကြောင့်မလို့သူ့ဟာကိုအားမကြနဲ့ကိုကိုဖျားသခင်ပေးထားတဲ့ကောင်းခြင်းမင်္ဂလာဘာလဲဆိုတော့အတွင်းကနေရှာဖွေပြီးတော့အဲ့ဒီဟာကိုပြီးမြောက်အောင်လှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ကျမတို့ဒီနေ့မှာကောင်းကင်နိုင်ငံတော်မှာကျမတို့ကိုညီသူညီမျှဘယ်လိုပြောမလဲတရဖူဆိုတာသူကပြင်ဆင်ပေးပြီးသားဖြစ်တယ်အဲဒါကြောင့်မို့ဖျားခင်ပေးထားတဲ့တောင်းကိုပဲကိုလှုပ်ဆောင်ပါသူများတွေကိုအားမကြနဲ့သူများတွေကိုမကြည့်နဲ့သူများတွေကို compare မလုပ်နဲ့ဒါတော့မှဘာလို့ကျမဒီဟိုတနေ့ sprint day ကနေကျမပြန်လာတော့ဒီလမ်းမှာဒီဆရာဆန်တိုးတရားဟောတော့ကျမနားထောင်တယ်သူကအဲ့မှာဥပမာလေးတစ်ခုပေးသွားတယ်ဒီအထေးကြီးတရားကသူ့ရဲ့လက်အောက်ငယ်သားလေး3ယောက်ကိုလေဒီကျက်စာမှာလေးကျန်းလို့မရေးထားတဲ့အတိုင်းဒီလက်အောက်ငယ်သား3ယောက်သူခီးမထွက်ခင်သူဟိုဗာလဲတောင်းနေပေးအပ်သွားတယ်တောင်းပေးအပ်သွားတဲ့ခါမှာတယောက်ကိုအဖို့50တယောက်ကိုအဖို့20တယောက်ကိုအဖို့30သူတောင်းပေးတယ်ဆိုတော့ဘာဖြစ်လို့ညီသူညီမတခါလည်းမပေးတာလဲပေးတဲ့ကောင်တယောက်50ဆိုလဲ50တယောက်20ဆိုလဲ20ပေးတယ်အဲ့လိုမပေးဘဲနဲ့သူ့ကိုကြောက်တော့50သူ့ကိုကြောက်တော့20သူ့ကိုကြောက်30ပေးတယ်ဘာဖြစ်လို့လဲတခါမှမစဉ်းစားဘူးဘာဖက်တယ်အော်20 30 30အေးဟုတ်တော့အေးတခါမှမစဉ်းစားမိဘူးဒါပေမဲ့ तू ကဘယ်လိုပြောသားလဲဆိုလို့ရှိရင်ဘာဖြစ်လို့ဖျားအဲ့ဒီဒါတော့ဖုန်းမှာပေါ့နော်ဒါပေမဲ့ဖျားခင်ကဘာဖြစ်လို့အဲ့လိုမျိုးတောင်းအဲ့လိုခွဲပြီးတော့ပေးတာလဲဆိုလို့ရှိရင် तू ဘလောက်လောက်နိုင်တယ်လဲဆိုတော့မသိဘူးလူကကိုအသက်တာမှာကိုဒီလောက်လောက်နိုင်တယ်ဆိုလို့ရှိရင်ဖျားခင်ကဒီလောက်ပေးမယ်အဲ့လောက်ပဲလောက်နိုင်တယ်ဆိုလို့ရှိရင်အဲ့လောက်ပဲပေးမယ်အဲ့ဒါကြောင့်ကိုအသက်တာမှာပြင်ဆင်ထားပါကိုအသက်တာမှာဖျားခင်ကငါ့ကိုဒီထက်ပိုပြီးသုံးအောင်ဖျားခင်ငါ့ကိုဒီထက်ပိုပြီးနေရာထားအောင်ကိုအသက်တာမှာပြင်ဆင်နေတဲ့၍ဖျားခင်ဒီထက်တာတဲ့ကောင်းချီးမင်္ဂလာဒီထက်တာတဲ့တောင်းကိုပေးရမယ်ဆိုတော့ကျမတို့ကျန်းစာကနေကျမတို့ဂတိပေးထားတယ်အဲ့ဒါကြောင့်မို့သူများပေးထားတဲ့ဟာကိုကြည့်ပြီးတော့အားကြမယ်ဆိုလို့ရှိရင်ကိုကအဲ့နေရာကိုရောက်တဲ့ခါဆိုလို့ရှိရင်ကိုမနိုင်တဲ့ဝင်ကိုထိုင်ပြီဆိုလို့ရှိရင်ကိုအဆက်ကွဲစရာဖြစ်မယ်ကိုပျောက်ဆုံးစရာဖြစ်မယ်မာယွင်းစရာဖြစ်မယ်အရာတိုင်းဟာကျမတို့တက်ဘယ်လိုပြောမလဲ fit မဖြစ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျမတို့အသက်တာမှာသူများနဲ့မခွန်ဖဲဘဲနဲ့ကိုကိုဖျားခင်ပေးထားတဲ့တောင်းကိုကိုပေးထားတဲ့ကောင်းကြီးမင်္ဂလာကိုအသက်တာမှာရရှိတဲ့အရာကိုတင်းတိမ်ကျင့်နဲ့ဝမ်းမြောက်ပြီးတော့ကိုယ့်ရဲ့တောင်းကိုအကောင်းဆုံးပေးဆက်ပြီးတော့အသက်ရှင်ခြင်းအပြင်ဖျားခင်ရဲ့ဘုန်းတော်ကိုထင်ရှားနိုင်တော့ဒါသမီးအရောက်စီဖြစ်နိုင်ဖို့အတွက်ကျမတို့ကြိုးစားကြရအောင်နောက်ပြီးတော့ကျမတို့အသက်တာမှာကိုလိုတဲ့အရာကိုပဲတောင်းတာမဟုတ်ဘဲနဲ့ဘယ်လိုပြောမလဲကိုအသက်တာမှာဘလောက်အဆင်သင့်ဖြစ်တယ်လဲဖျားခင်ကျမအသက်တာကဘလောက်အဆင်သင့်ဖြစ်တယ်လဲတခါကျလို့ရှိရင်ကိုမသိဘူး
ငါဟိုဘယ်လိုပြောမလဲထားတော့ဥမာအခုကျမကိုသွားပြီးတော့ဟိုစင်မော်တက်တော့ဟိုတရားခေါ်ခိုင်းတာတော့ဟိုစင်မော်တက်တော့ကခိုင်းတာတော့တချင်းဆိုခိုင်းတာတော့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျမတုံပြီးတော့ကြောက်ပြီးတော့အရှိအများရှိမှာအဆက်ကွဲပြီးတော့လေဟိုတော့ဘယ်တော့မှခေါင်းမခေါ်ရဲပဲနဲ့အဲ့လိုမျိုးဖြစ်လာအဲ့ဒါကြောင့်ကျမကိုဟိုတက်နိုင်တဲ့လောက်လေးပဲကျမမီနိုင်တဲ့လောက်လေးကိုပဲဖျားခိုင်းတယ်အဲ့လိုပဲကျမတို့ဒီမှာရှိတဲ့ညီကိုမောင်မတွေကိုလည်းကိုအဆင့်ဘယ်လောက်ရှိတယ်လဲဆိုတော့ကိုတီးပြီးတော့အဲ့နေရာမှာအကောင်းဆုံးစူးစမ်းပြီးတော့ level တစ်ခုနဲ့တစ်ခု step တစ်ခုနဲ့တစ်ခုတက်ပြီးတော့ဖြားခင်ကကျမတို့ကိုမီနိုင်တဲ့လောက်အထိုင်ဒီမှာသူအကောင်းဆုံးကျမတို့ပြင်ဆင်ပေးတော့တယ်ဆိုတော့ကျမပါပေးခြင်းနဲ့နောက်ပြီးတော့ကျမတို့ယုံကြည်သူအရောက်ချင်းစီတိုင်းပေါ့နော်လူတိုင်းတဘိုးကိုစီထိုင်းရမှာပဲကျမတို့တဘိုးလွတ်နေတယ်ဆိုလို့ရှိရင်တော့စာရန်တင်တဲ့တဘိုးထိုင်းရမှာအဲ့တော့ကိုထိုင်းရမယ့်အတူတူဖျားခင်ပေးတဲ့တဘိုးကိုထိုင်းရအောင်ဖျားခင်ပေးတဲ့တဘိုးကိုကျမတို့ထမ်းချင်းအပြင်ဖျားခင်ကကျမတို့ဂတိပေးထားတယ်ငါရဲ့ဝါပေါ့တယ်တဲ့ငါစီကိုလာပါတော့ငါတဘိုးကပေါ့တယ်တဲ့နော်ဒီပါလဲဒီရှမတ်တဲ့ခရစ်ဝင်ခန်းကြီး7အငယ်29မှာငါတဘိုးကိုတင်၍ထမ်းကြလောငါထမ်းနိုင်နိခံကြလောငါဒီနုညတ်တိမ်မွနှိမ့်ချသောစိတ်ပေါ်ရှိတင်တို့စိတ်နှလုံးဒီတက်တာချင်းကိုရလိမ့်မည်အကြောင်းမူကားငါတဘိုးဒီထမ်းပဲငါဝန်ဒီလည်းပေါ့ဤမိတ်တော်မူသည်ကျမတို့ကဒီဖျားခင်ပေးတဲ့တဘိုးကိုကျမတို့မတင်မဲနဲ့လွတ်နေမယ်ဆိုလို့ရှိရင်တော့စာရန်ပေးတဲ့တဘိုးကိုကျမတို့ထမ်းရနိုင်မယ်စာရန်ပေးတဲ့တဘိုးကဘာဖြစ်မလဲပူလောင်ချင်းဖြစ်မယ်ဝမ်းနည်းချင်းဖြစ်မယ်နောက်ဆုံးမှာကျမတို့အသက်တာဆုံးချင်းဖြစ်သွားနိုင်တယ်ဥပမာထားပြောမယ်ဆိုလို့ရှိရင်လူငယ်ပဲဖြစ်ဖြစ်ကျမတို့လူကြီးပဲဖြစ်ဖြစ်ဖျားနိုင်ငံဖျားသက်နိုင်ငံတော်အတွက်ကိုယ့်ရဲ့တက်နိုင်တဲ့လောက်အုတ်တစ်ချက်တဲပွင့်ဖြစ်ဖျားပေးတဲ့တောင်းကိုကျမတို့မထမ်းထားဘူးဆိုလို့ရှိရင်အဲ့မထမ်းလွတ်နေတဲ့နေရာမှာစာတန်ကပါပေးမယ်မူရည်စေဝါဖြစ်မလားအိမ်တော်ကွဲချင်းဖြစ်မလားတခြားသောနီးမျိုးစုံသောဆုံးရှုံးခြင်းတွေကျမတို့မိသားစုမှာထမ်းရလိမ့်မယ်အဲ့လိုမျိုးမထမ်းချင်ဘူးဆိုလို့ရှိရင်ဖျားခင်ရဲ့နိုင်ငံတော်အတွက်ကျမတို့ရောက်ချင်းစီတိုင်းအုတ်တစ်ချက်တဲတပွင့်ဖျားခင်ရဲ့တင်တဲ့တပူကိုကျမတို့အရောက်ချင်းစီတိုင်းထမ်းကြရအောင်လို့ဒီမှာရှိတဲ့ညီကောင်မရောက်ချင်းစီတိုင်းခေါ်အားပေးနေကျမအဆုံးတက်ချင်ပါတယ်နောက်ဆုံးကျမတစ်ချက်စတောင်းချင်တယ်တက်ရှင်မိမယ်ဆုံးတော့ပါကျေးဇူးတော်ကိုချီးမွမ်းတယ်ခရရှင်ရဲ့နှုတ်ကပတ်တော်တမျိုးအတွက်အသက်ဖြစ်စေတယ်အလင်းကိုဖြစ်စေတယ်ဖဖျားခင်တို့ရဲ့နှုတ်ကပတ်တော်အဖြစ်သူတို့အသက်တာမှာအသက်ရှင်တဲ့ခါမှာဖဖျားကိုညီပါလမ်းပြပါမလွယ်ပါဘူးတို့ပါတော့လဲကိုတော်ရှင်ကိုတို့ရဲ့ဝန်ဟာထမ်းရင်ပေါ့တယ်လို့ကျမတို့ဂတိပေးထားတဲ့အတိုင်းကိုတို့ရဲ့တဘိုးကိုကျမတို့တင်ရွက်ထမ်းတဲ့အခါမှာကိုတို့အလိုတော်အတိုင်းလက်လျှောက်တတ်တဲ့အသက်ရှင်တတ်တဲ့တာမီတယောက်ချင်းစီတဲ့ဖြစ်စေဖို့ရအဖဖျားမှုရအားကိုတို့လက်ထက်ပြန်နေအနံမှာအချိန်တိုင်းအားလုံးကိုတို့လက်ထက်အနံမှာကျေးဇူးတော်ပေါင်းစင်မြည်တဲ့ချီးမွမ်းတဲ့အခါမှာတပါးရီတို့သားတို့ရှုခရစ်အနမတော်ကိုအမိပြည့်တဲ့လူတွေဆိုတဲ့စက္ကန့်နဲ့တော်မှာပါအာမင်နောက်ကျမအချင်းတဲ့ဘောဆိုရှင်တယ်မှာကျမအချင်းဆိုရှင်တယ်ဆိုတာကအတန်ကောင်းလို့လည်းမဟုတ်ဘူးဘယ်လိုပြောမလဲဝါသနာပါလို့လည်းမဟုတ်ဘူးဒါပေမဲ့ဒီတစ်ချင်းတွေကကျမတို့ရှေ့ဆက်ရှောက်လိုက်ရမယ့်တက်တာအတွက်ကြားလို့ပြန်ကျမတို့ခွန်အားပေးမယ်ဆိုတော့မယုံကြည်ရဲ့အဲဒါကြောင့်မလို့မနေ့ကတော့ဆရာပြောသူများလည်းချင်းစုံလားမသိဘူးတဲ့အဲ့ဘယ်သူပဲစုံမသိဘူးကျမဘယ်လိုပြောမလဲဖျောက်ချီးမွမ်းရှင်တယ်ဆိုတော့ချီးမွမ်းမှာပေါ့နော်အတန်နားပေါင်းတယ်မလို့စာတတ်လိုက်ကြည့်Second